ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗာပြောမှလဲဆိုတော့ကျွန်တော်တို့လိုင်းပေါ်မှာကျူရှင်တင်တဲ့ဆရာတွေနဲ့ကျူရှင်တင်တဲ့ဆရာမတွေနဲ့ဆရာဝန်တွေနဲ့ရှင်းပြီးတော့အငင်းပွားနေကြရတယ်ဗောလေကျွန်တော်ကသူတို့လေအငင်းပွားတာတော့အငင်းပွားစရာဆိုပေမဲ့ကြည့်လိုက်ရင်တော့ရိုးရိုးရှင်းရှင်းလေးလို့ထင်ပါတယ်ပတ်စံတက်နိုင်တဲ့လူတွေကအပြင်ဆေးကန်းကိုသွားကြတယ်ဗျာဝန်ဆောင်မှုကိုစိတ်ညစ်ပြီးတော့လာနေတဲ့လူတွေမကြမ်းမာတဲ့လူတွေအတွက်ကတော့စိတ်ချမ်းသာတဲ့နေရာကိုသွားကြတာဒါမထူးဆန်းပါဘူးထူးဆန်းဘူးလေအစိုးရအကြောင်းတွေမှာလိုအပ်ချက်တွေရှိနေတဲ့အတွက်အပြင်ကျူရှင်ဆိုတာတော့ဒါရှိတဲ့နေပေါ့လေမိဘကျောင်းသားမိဘတယောက်အနေနဲ့ကတော့ကျောင်းမပြည့်စုံလို့ရှိရင်အပြင်မှာပြည့်စုံအောင်လုပ်ပေးမယ်ဒါမိဘတယောက်ရဲ့ခံစားချက်တာဝန်ပေါ့ဆရာတယောက်နဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းကျောင်းမှာလိုအပ်ချက်တွေရှိတယ်ဥပမာမိဘတွေနဲ့ပေါင်းပြီးလုပ်ရတဲ့အလုပ်တွေရှိသလိုကျွန်တော်ပညာရေးအစိုးရထောက်ပံ့ပေးရတဲ့အရာတွေရှိရပါဗျအဲ့တော့ကျောင်းမှာတော့ဒီအတိုင်းပဲကျောင်းသားမိဘဆရာပေါ့လေကျောင်းသားရဲ့မိဘရဲ့ဆရာပညာရေးတရိကံဆိုတာရှိတယ်ကျွန်တော်ပညာရေးလောကမှာပညာရေးတရိကံကျောင်းသားမိဘဆရာကျောင်းသားရဲ့မိဘကျောင်းသားကလည်းလိုလိုချင်းရှိရမယ်မိဘကလည်းထောက်ပံ့ပေးနိုင်ရမယ်ဆရာလည်းတင်ပြပေးနိုင်ရမယ်ဒီသုံးနာညီတရိကံပေါ့ဒီသုံးနာညီမှဒီခလေးကမိဘဆရာပူပေါင်းခလေးပြည့်စုံပညာကောင်းဆိုတာတခါကျမိဘတွေပဲလဲဟင်းတာရှိရဆိုတော့ဘက်ကလိုအပ်တာရှိတယ်လို့ဆရာဆရာမဘက်ကလည်းလိုအပ်တာတော့ရှိပေမဲ့တက်နိုင်ဆုံးရှိတဲ့အင်အားလေးနဲ့တင်နေကြတာပဲဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ပေးထားတာကဝန်ထမ်းတယောက်ကိုပေးတဲ့လက်စာကမိသားစုတစ်ခုလုံးစာပေးထားတာမဟုတ်ဘူးတယောက်စာပဲပေးထားတာဖြစ်တယ်ဝန်ထမ်းတယောက်ကိုပေးတဲ့ဝန်ထမ်းတယောက်ရတဲ့လက်စာဒီတယောက်စာရတဲ့လက်စာပဲတယောက်ကိုဒီခေတ်မှာချွေတရာသုံးလို့ရှိရင်တော့လောက်နိုင်တယ်ပေါ့ဗျာလောက်ငှနိုင်တယ်ပေါ့ဒီခေတ်တစ်ခေတ်မှာယောက်ျားလေးတယောက်နဲ့ကတော့တိုက်ပြီးတော့ဟိုသုံးဒီသုံးတေးချာစစ်စစ်ငါမသုံးရင်တော့မလောက်နိုင်ဘူးပေါ့မိန်းကလေးတယောက်နဲ့ကတော့လောက်နိုင်တယ်တယောက်စာပေးထားတယ်ပေါ့ဗျာဒါပေမဲ့အဲ့ဒီဆရာဆရာမတွေရဲ့နောက်ွယ်မှာမိသားစုတွေရှိတယ်အဲ့တော့မိသားစုတွေရဲ့စာဝတ်နေရကြတော့လက်လူရှိရလို့မရဘူးဗျာကို့မှာ100ရှိမှသူများကို50ပေးနိုင်မယ်ဗျာဒီသဘောတရားပဲဒီနေရာမှာတရားလို့ပဲအဲ့ကျူရှင်ဆိုတဲ့အရာကိုတော့အားကိုးရတယ်ပေါ့လေဒါပေမဲ့ကျူရှင်ဆိုတဲ့သဘောကကျူရှင်တင်ဖို့ဆိုတာလွယ်တော့မလွယ်ဘူးဗျကျူရှင်တင်ဖို့ဆိုတာကဆရာတယောက်အနေနဲ့အချိန်ဖက်ပေးရတယ်ဗျကျောင်းမှာမနေ့9နာရီကလေးကညနေ3နာရီထိစာသင်ရတယ်စာသင်ပြီးတော့ပင်ပန်းပြီးတော့စာသင်လို့ပင်ပန်းရဆိုပြီးတော့နားလို့မရဘူးကျူရှင်ဆိုတဲ့အပေါ်ဝင်လေးရဖို့ကိုတင်ပေးရတယ်စာသင်တဲ့နေရာမှာလဲတက်တိုင်းလေးတင်လို့မရသလိုတင်တိုင်းလေးမတက်ပါဘူးအဲ့တော့တင်ဖို့ဆိုလို့ရှိရင်သူ့အရေးချင်းအနေကိုက်ညီမှပဲစာတင်လို့ရတာဖြစ်တယ်တင်ရင်တိုင်းတင်လို့မရဘူးတက်တိုင်းလေးတင်လို့မရဘူးဒါတော့တင်ရိုးဆိုတာရှိရဗျတင်မုံတင်နည်းဆိုတာလည်းရှိတယ်အဲ့တော့တင်မုံတင်နည်းကိုတိမှလဲကျောင်းသားတယောက်ကိုရဲ့စိတ်အခြေအနေကျောင်းသားတယောက်ကိုဘယ်လိုတက်အောင်တင်မလဲကျောင်းသားရဲ့တယောက်ရဲ့ဉာဏ်ရည်ကအစခံမှန်းပြီးတော့သိနိုင်တာပေါ့ဗျတင်ရင်တိုင်းတင်လို့မရဘူးအဲ့တော့ကျူရှင်ဆိုတဲ့အရာလည်းတကယ်တမ်းကျတော့ကျူရှင်တင်လို့ပတ်စံရရတာသိတာတကယ်လို့လွယ်တော့မလွယ်ဘူးဗျပတ်စံရတာအလကားရတာတော့မဟုတ်ဘူးအများကြီးလူရောကိုရောစိတ်ရောပင်ပန်းရတယ်အများကြီးတင်ရင်တိုင်းတင်လို့မရဘူးကျွန်တော်အဲ့ဒါပြောချင်တာပါအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်လို့အကျိုးရှိတယ်ဆိုလို့ရှိရင်လောက်ဆရာရှိရလောက်ပါဦးဗျာအသေးပေးshare ပေး comment လေးတွေရေးပေးဒါမျိုးလေးတွေလောက်သွားစေချင်တယ်ဗျာဒီထက်နောက်ကျန်တဲ့အကြောင်းအရာလေးကိုလည်းဘုရားရတဲ့အကြောင်းအရာလေးကိုကျွန်တော်ရွေးပြီးတော့တင်ပေးသွားမှာဖြစ်ပါတယ်